အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ပပေါင်းမ channel မှာကျမရဲ့ကူတူတိုင်းအမြဲတမ်းဖြတ်ဝေပေးနေတဲ့ဒေါက်တာယူပါဖြစ်ပါတယ်ဒီဗီဒီယိုရစပြီးတော့ကျွန်တော်တို့ channel မှာပေါ့နော် TikTok channel မှာရောဒီ YouTube channel ရော Facebook page တွေမှာရောမေးထားတဲ့ comment တွေကိုကျွန်တော် reply view လုပ်ပေးပါမယ်အဲ့တော့အလင်းသင်းနဲ့ reply view လုပ်ပေးမှာဆိုတော့ကိုယ့်လက်မရောက်သေးနေတော့စောက်ပေးရပါပေါ့နော်အဲ့တော့မေးခွန်းမေးတဲ့အခါမှာလည်းဘာပဲပြော structure ကြနဲ့မေးရဆိုအဲ့မေးခွန်းလေးကျွန်တော်ဦးစားပေးနေရွေးပြီးတော့ပြောပြပါမယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာကျွန်တော်မေးထားတဲ့မေးခွန်းတွေကကျွန်တော်ဖြေမဲ့မေးခွန်းတွေကပါနော်အဲ့တော့တသားကတဲ့2နှစ်ပြည့်တော့မယ်အရင်တစ်နှစ်ခွဲတော့ကတော့မေမေပပရေရေဆိုတဲ့စကားလုံးတွေပြောတယ်အဲ့ဒါမှအခုပြောခိုင်းလို့ရှိရင်တော့ခေါင်းရမ်းပြီးတော့2နှစ်သားမှာလောကစကားမပြောတော့အဲ့ဘာဖြစ်လို့လဲတဲ့ဆိုတော့တစ်နှစ်ခွဲတော့ကပြောခဲ့တယ်2နှစ်မှာလောကမပြောတော့ဆိုရင်အဲ့ဒါ red flag sign ပဲအဲ့ဒါကိုကျွန်တော်ဒီအင်္ဂလိပ်လိုဆိုရင် scale regression လို့ခေါ်တယ်ကလေးတယောက်ကအရင်တော့တက်ထားပြီးတော့အခုပြန်ပြီးတော့လုံးဝဆုတ်ယုတ်သွားတာဒီကျွန်တော်တို့တကယ် red flag sign ဖြစ်ပါတယ်အဲ့တော့ကလေးကို screen time တအားများတာကြောင့်မို့လဲကလေးအုံနောက်မှာပြဿနာတို့တက်တာဖြစ်နိုင်သလိုဒီ autism လိုမျိုးပေါ့နော်ကလေးအုံနောက်ဖွင့်ပြမှုနောက်ကျတဲ့ဒီအုံနောက်ပြဿနာတခုရဲ့လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်အဲ့တော့ပြောချင်တာကတော့မိဘကိုကျွန်တော်အကြံပေးချင်တာကတော့ကလေးကိုအတင်းကြပ်ကြီးပေါ့နော်ကလေးကိုလောကဒီအတင်းစကားပြောခိုင်းတာမှညာလုံးမယ်ဆိုကလေးက pressure အရမ်းပြီးသွားပြီးတော့စကားပြောတာပိုဆိုးသွားမယ်ပိုနောက်ကျသွားမယ်နောက်ချက်က screen time တွေကြောင့်ဖြစ်နေနိုင်တဲ့ကြောင့်မလို့ကလေးကို screen time လုံးဝဖြတ်လိုက်ပါပေါ့နော်နောက်ချက်ကကျွန်တော် red flag လို့ပြောခဲ့တယ်နော်တကယ်အရေးကြီးတဲ့အနီရောင်အလံထောင်နေပြီပေါ့နော်အရန်ရေးကြီးတဲ့ reflex sign ပြနေပြီလေကြောင့်မလို့ကိုနီးစရာကျမ်းမာရေးဆရာဝန်တယောက်ပေါ့နော်အဓိကတော့ကလေးတူဆရာပေါ့ကလေးချောင်းကျွမ်းကျင်တဲ့ဆရာဝန်တယောက်နဲ့တေချာတန်ပြီးတော့လိုအပ်တဲ့ကုသမှုရဲ့အကြံဉာဏ်တွေကိုရယူတင်တဲ့အကြောင်းကျွန်တော်ပြန်ဖြေပေးလိုက်ပါရစေ